confidence ရှိတဲ့ထက်မြက်တဲ့အမျိုးသမီးတွေကဘယ်တော့မှအချစ်နောက်ကိုတကားကောက်လိုက်တဲ့ထဲမှာမပါဘူးသိလားဘာကြောင့်လဲဆိုတော့အချစ်ကအချစ်ကိုဘဝတခါတည်းတကန့်စီခွဲထားပြီးသားအဲ့လိုမှမဟုတ်ဘဲနဲ့အမြဲတမ်းချစ်သူပြောသမျှချစ်သူနောက်တစ်ကောက်သူပြောသမျှအရာသူတည်တာကိုဘဝစိုးမိုးခံနေသူကျမတို့ဖြစ်ချင်တာတွေလှုပ်ချင်တာတွေဘာမှလှုပ်လို့ရမှာမဟုတ်ဘူးဆိုကျမတို့ကရှေ့လျှောက်ဖြစ်ချင်တာတွေအတွက်ကိုပဲအားကိုးရမှာအချစ်ဆိုတဲ့အရာချစ်သူဆိုတဲ့အရာကအမြဲတမ်းကိုယ့်ရဲ့နားမှာထာဝရတည်ရှိနိုင်မှာမဟုတ်ဘူးကိုယ့်ရဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်တော့မှအချစ်နောက်ကိုတဘဝလုံးကိုယ့်ရဲ့ဘဝတစ်ခုလုံးပုံပြီးတော့အချိန်တွေအကုန်ခံပြီးတော့ပေါ့နော်မနစ်မြုပ်လိုက်ပါနဲ့ကိုယ့်ရွယ်ချက်တွေအတွက်လည်းအကောင့်ထဲပေါ်ဖို့အချိန်ပေးပါကိုယ့်ရဲ့ပျော်ရွှင်မှုတွေဘာဖြစ်ချင်တာလဲအခုချိန်မှာကိုနဲ့တက်တူရွယ်သူတွေကပေါ့နော်ကောင်းဆုံးသောအနေအရာတွေရောက်နေကြပြီကောင်းတဲ့အလုပ်တွေရနေကြပြီကောင်းတဲ့ဝင်ငွေတွေရနေကြပြီကိုကဘာလုပ်နေလဲဒီချိန်ထိကိုကမတိုးတက်သေးဘူးဆိုရင်တော့ဒါကိုညံ့တာပဲเนาะဒါကြောင့်မလို့အချစ်နောက်အရင်ကြီးမလိုက်ပါနဲ့ကိုကအတွက်အကောင်းဆုံးအကောင့်ထဲပေါ်ဖို့အခွင့်အလမ်းတွေကိုဖန်တီးပါမိန်းကလေးတော်တော်များများလေချစ်ပြီဆိုရင်အုံနောက်မရှိတော့ဘူးအရာအားလုံးပုံပြီးတော့နှလုံးသားဦးစားပြီးတော့ချစ်တတ်ကြတယ်အဲ့ဒီအချိန်မှာကျမတို့တွေကဖြစ်ချင်တာတွေအိမ်မက်တွေအတွက်အချိန်တွေကုန်မှန်းမသိပုံသွားခဲ့တယ်တိလိုက်တဲ့အချိန်မှာနောက်ကျသွားခဲ့ပြီဒါကြောင့်မလို့ပေါ့နော်ငယ်ရွယ်နဲ့မိန်းကလေးတွေကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နေပါကိုဖြစ်ချင်တာတွေအတွက်လည်းစဉ်းစားပါလို့ဒီနေရာလေးကနေပြောချင်ပါတယ်မနှက်ဖြန်ဆိုတာဘာဖြစ်မှန်းမသိတဲ့ကာလတစ်ခုမှာပေါ့ပျော်ရွှင်ဖို့အချိန်ပေးဖို့လိုပါတယ်ဒါကြောင့်မလို့ပေါ့နော်ကိုလည်းလေးစားပါကိုလည်းချစ်ပေးဖို့မမေ့ပါနဲ့လို့အေးနေနဲ့ဒီနေရာလေးကနေအားလုံးပြောပြချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်